လူတိုင်းကတော့အောင်မြင်မှုကိုလိုချင်ကြတာကြီးပါပဲဒါပေမဲ့အဲ့ဒီအောင်မြင်မှုစီကိုသွားတဲ့လမ်းကပန်းခင်းလမ်းဖြစ်နေပါမလားဒီနေ့မှာတော့အခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးမှတကယ်မော်အတက်ကိုရှာတွေ့သွားခဲ့တဲ့လူငယ်လေးတစ်ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခက်ခဲသောခရီးနဲ့မော်တစ်ပင်လူတိုင်းမှာအောင်မြင်ခြင်းနဲ့အိမ်မက်တွေရှိကြပါတယ်ဒါပေမဲ့တချို့ကြတော့လေအောင်မြင်မှုစီကိုဖြက်လန်းကနေသွားကျင်ကြတာပေါ့တခါကရွာငယ်လေးတစ်ရွာမှာအဆိုးမိုးဆိုတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့တယ်သူဟာအရန်ဆင်းရဲပြီးဘဝကိုစိတ်ကုန်နေသူပါတနေ့မှာတော့တောနက်ကြီးရဲ့အဆုံးမှာဆူတောင်းသမျှပြည့်စေတဲ့မော်တစ်ပင်ကြီးရှိတယ်ဆိုတဲ့သတင်းကိုသူကြားလိုက်ရတယ်ငါဘဝပြောင်းလဲဖို့ဒါပဲရှိတော့တယ်ဆိုပြီးစိုးမိုးဟာဘာမှမစင်စားပဲတောထဲကိုထွက်လာခဲ့ပါတော့တယ်ဒါပေမဲ့မော်တစ်ပင်စီသွားတဲ့လမ်းကသူထင်သလိုပန်းခင်းလမ်းမဟုတ်ခဲ့ပါဘူးမိုးတွေကတဖွဲဖွဲရွာနေပြီးလမ်းတစ်ခုလုံးကရွံ့ဘွက်တွေညွန်တွေနဲ့ပြည့်နေတဲ့ခြေလမ်းတိုင်းကအရန်ကိုပင်ပန်းလွန်းလာပါတယ်လမ်းမှာစားစရာရိတ်ခါတွေကုန်သွားတဲ့အခါစိုးမိုးဟာအစာငတ်ရေငတ်နဲ့အားအင်ကုန်ခန်းလာတယ်ခြေထောက်တွေကလည်းပေါက်ပြဲအဝတ်စားတွေကလည်းရွံ့တွေပေးကြံလို့ပေါ့ငါပြန်လှည့်သွားရမလားလို့စိတ်တဲကြနေတဲ့အချိန်မှာပဲလမ်းဘေးကတစ်ပင်အိုကြီးအောက်မှာလဲကျနေတဲ့အဖိုးအိုတယောက်ကိုသူတွေ့လိုက်ရပါတယ်အဖိုးအိုဟာအသက်ရှူရတာတောင်ခက်ခဲနေပုံရတယ်စိုးမိုးဟာသူ့ရဲ့ပင်ပန်းမှုတွေကိုခဏမေ့ပြီးအဖိုးအိုစီပြေးသွားခဲ့တယ်သူ့အိတ်ထဲမှာနောက်ဆုံးကျန်နေတဲ့ပေါင်မုံတစ်ဖက်နဲ့ရေဘူးကိုထုတ်လိုက်ပါတယ်ဒါဟာသူကိုယ်တိုင်အတွက်နောက်ဆုံးအသက်ဆက်ဖို့ရိတ်ခါပါဒါပေမဲ့သူဟာမတွန့်ဆုတ်ပဲအဖိုးအိုကိုတိုက်ကြွေးလိုက်ပါတယ်အဖိုးအိုဟာအားပြန်ရှိလာပြီးပြုံးကငါမြေမင်းရဲ့စိတ်ထားကမင်းကိုအောင်မြင်မှုစီပို့ဆောင်လိမ့်မယ်ဟိုးတောင်ကုန်းအကျော်ကတောက်ပနေတဲ့တစ်ပင်ကြီးစီကိုသာဆက်သွားပါလို့လမ်းညွှန်ပေးလိုက်ပါတော့တယ်နောက်ဆုံးမှာတော့စိုးမိုးဟာမော်တစ်ပင်ကြီးရှေ့ကိုရောက်သွားခဲ့တယ်သူဟာဒူးထောက်ပြီးအရှင်တစ်ပင်ကြီးကျွန်တော်ကိုချမ်းသာအောင်လုပ်ပေးပါလို့ဆုတောင်းဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲတစ်ပင်ကြီးစီကနေခေချုံးတန်ကြီးထွက်ပေါ်လာတယ်စိုးမိုးမင်းဒီကိုလာတဲ့လမ်းမှာဘာတွေရခဲ့သလဲတဲ့စိုးမိုးကကျွန်တော်ရွံ့တွေဘွက်တွေနဲ့အရန်ပင်ပန်းခဲ့ပါတယ်လို့ဖြေတာပေါ့တစ်ပင်ကြီးကပြန်ပြောတယ်မင်းမားနေပြီမင်းရခဲ့တာကအခက်ခဲကိုကြော်ဖြတ်နိုင်တဲ့ဇွဲနဲ့သူတစ်ပါးကိုကူညီတတ်တဲ့စေတနာပဲအဲ့ဒီအရာတွေကငါစီကားရမယ့်ရွှေငွေတွေထက်ပိုတန်ဖိုးရှိတယ်အဲ့ဓာတွေနဲ့သာအလုပ်လုပ်ရင်မင်းဘာမဆိုအောင်မြင်လိမ့်မယ်တဲ့စိုးမိုးဟာရွှေငွေတွေတောင်းမဲ့အစားတစ်ပင်ကြီးပေးတဲ့သင်ခန်းစာကိုပဲယူပြီးရွာကိုပြန်လာခဲ့တယ်သူဟာအရင်လိုပြေးမနေတော့ပဲဘာလို့ပဲလှုပ်ခရီးလမ်းကရွံ့ဘွက်တွေကိုကြော်ဖြတ်ခဲ့သလိုဇွဲရှိရှိလောက်ကင်ခဲ့ပါတယ်နှစ်အနည်းငယ်အကြာမှာတော့သူဟာတကယ်ကိုအောင်မြင်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒီပုံမြင်လေးကပေးခြင်းတဲ့သင်ခန်းစာကတော့အောင်မြင်မှုဆိုတာမှော်တက်နဲ့ရတာမဟုတ်ပဲခက်ခဲတဲ့ခရီးလမ်းမှာရခဲ့တဲ့စိတ်တက်နဲ့စူးစမ်းမှုကြောင့်သာရရှိတာဖြစ်ပါတယ်ဗျာပုံမြင်လေးကနေကျွန်တော်တို့သိလိုက်ရတာကတော့အောင်မြင်မှုဆိုတာလက်ဆောင်ရတာမျိုးမဟုတ်ပဲကိုယ်တိုင်ပေးဆက်ပြီးမှရယူရတာမျိုးဖြစ်ပါတယ်ခရီးလမ်းကကြမ်းတမ်းလေအောင်မြင်မှုကပိုပြီးချုံမြိန်လေးပါပဲဒီပုံပြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနောက်ထပ်လည်းသင်ခန်းစာရစေမယ့်ပုံမြင်ကောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးခင်ဗျာအားလုံးပဲအောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေ